Kala minga jono shooting reaction season performance ne shooting me chwa tini mano jono du thusan video le chalo tu chili ya no ကျမဒီဗီဒီယိုတင်တာအခုဗီဒီယိုအပြည့်စုံမဟုတ်เนาะဒါပထမဆုံးလာခိုးတဲ့ဗီဒီယိုပေါ့နော်ဗမာခိုးတာလည်းမေးလို့ထိုင်းမှာမဟုတ်ဘူးเนาะထိုင်းမှာမဟုတ်ဘူးရန်ကုန်မှာပါဒါရန်ကုန်မှာခိုးတာပါဒီအောက်လန်းနေဘာညာကြီးနေလောက်တာတော့နောက်မှာပေါ့နော်အဲ့ဒါတော့နောက်မှာအခုလက်တွေ့ CCTV မှာမြင်လိုက်ရတဲ့အတိုင်းကတော့ဒီစမနိုင်ငံမှာမဟုတ်ဘူးအဲ့ဒါရောမှဒီဂျပန်မှာလည်းရှိရနော်ယူရတယ်တစ်ထည့်ကိုပြန်ထည့်သွားတယ်ပေါ့နော်သုံးထည့်ကိုယူရတယ်ဒါ CCTV ရပါတိုးတိုးတိတ်လှမ်းလားမလှမ်းလားအမှကြီးသူဖျဲရှာရတွေ့လားအင်ကြီးချားထဲမှာပဲကလေးတွေကလှမ်းတာပြီးတော့လှမ်းတဲ့အချိန်ကလည်းညဘက်ပဲလှမ်းတာပေါ့နော်ဒါပထမဆုံးချိန်လာခိုးတဲ့ဟာပေါ့နော်အမှကြကြနနာသူခိုးတယ်ပြီးလို့ရှိရင်လည်းသူကမျိုးတက်တော့ငါပြောရင်လည်းဘန်းအောင်မယ်ဒီလားပြီးလို့ရှိရင်အမှသူရဲ့မရှိရဲ့ဟိုနိုင်တခဲလေးကိုတော့မှသူကမှိတ်လိုက်ဖွင့်လိုက်လုပ်ပြီးအိမ်ရှိကပန်းအိုးတော့မှသူကတိခွပန်းသွားတိတာတိလားနော်မန္တလေးကတကူးဆိုတာဟိုအိမ်ထဲဝင်ခိုးရင်ကောင်မလေးတွေအိမ်နေလို့သူကနိုင်တခဲကိုမှိတ်လိုက်ဖွင့်လိုက်လုပ်တာ15လက်နောက်ကကြတော့အမှတကားကြီးကိုကြည့်ပြီးတော့အမှမှိတ်လိုက်ဖွင့်လိုက်လုပ်သွားတာအဲ့ဒါရှူပြီးတော့နိုင်တခဲမှိတ်လိုက်ဖွင့်လိုက်ပြီးတော့မတင်တော့အေးပန်းတယ်ဒါပဲကြည့်ရှူပြီးတော့ပြန်ထားပေးလိုက်တအားဟိုထူးစမ်းကောင်တစ်တော့ဘန်းလာပဲထူးစမ်းတခု line ပေါ်မှာဆန်အတုလို့ပြောတယ်မလားဒါကတော့ဆန်အတုရဲ့အနေထားတစ်ခုပြောတာနော်ဒါဆန်အတုရှင်ဆန်အတုမကြည့်ဆန်အတုကဒါဆိုရင်3ရက်ရှိပြီနော်အပြင်မှာဆန်ကလုံးဝမတိုးပါဘူးမကြည့်လိုက်သူကညှစ်လိုက်ရင်သူအရေထွက်လာသူလုံးဝမစီးဘူးသူအဲ့လိုမျိုးအဲဆန်အတုပေါ့နော်မကြည့်ဆန်အတုရဲ့အနေထားကြည့်အရေထွက်လာဟုတ်လားဒါမတိုးအောင်တော့3ရက်ရှိနေပြီကြည့်မတိုးပဲနဲ့အဲ့လိုဖွာသွားတယ်အဲ့ဒါဆန်အတူပဲအဲ့ဒါကော်ပေါ့နော်ကြည့်လိုင်းအောင်မှာအရင်ခစ်သားနေတယ်မလားဆန်အတူဘဟုတုတရအောင်ပြတာဒါဆန်အတူပဲရှင့်ဘလို့မှတော့ချက်လို့မရမှာကြည့်ဆန်ကဒီတိုင်းပဲနော်3ရက်ထား4ရက်ထား5ရက်ထားဆန်ကလုံးဝသမီးကလုံးဝမတိုးသွားပဲနဲ့သူကအဲ့လိုအရည်တွေထွက်ကျမတို့ကရေနဲ့ချက်ထားတော့သူရေတက်ဆန်တက်ဖြစ်သွားကျမတို့ပုံမှန်ဆိုရင်တိုးသွားပြီဆိုရင်ဟိုဆန်ကတိုးသွားတယ်လေတိုးပြီးတော့မှဟိုပြဲသွားတော့တက်ကြည့်3ရက်ထားလဲမကြည့်လိုက်ဒီအတိုင်းပဲစီလည်းမစီဘူးဒီလိုပဲအဲ့ဒါဆန်အတူပေါ့နော်မကြည့်အောင်ဒါဆန်အတူမိထားတာပေါ့နော်မကြည့်လိုက်အဲ့ဆန်အတူမိတာပါဆန်တူရဲ့အနေထားတစ်ခုအများကြီးမှာအဲ့ဒီဆန်တူတွေစပြီးတော့မှဈေးကွက်ဝင်နေပြီပေါ့နော်အဲ့ဒါသတိထားဖို့အတွက်အဲ့လိုများကြီးမှာစဝင်ပြီးသူကလည်းဈေးကွက်ထဲလာတော့မနေနော်သူတို့တပီရောင်းရနှစ်ပီရောင်းရအဲ့ဒီဆန်တူတွေကဘိုက်ထဲရောက်သွားပြီဆိုရင်သတိဝင်သွားလဲအန်ဒီရရှိတယ်ပေါ့နော်မကြည့်အန်ဒီရရှိပါတယ်ဒါကြောင့်သတိထားပြီးဝယ်သေးခြင်းပါတယ်နော်မကြည့်ဟုတ်လားဒါ3ရက်ထမင်း3ရက်4ရက်အပြင်မှာဒီတိုင်းထားတာနော်အဲ့ဒါဒီတိုင်းပဲမကြည့်လိုက်ရေကအဲ့လိုထွက်သွားတာညံကြီးလုံးနဲ့ရှေးခဲ့လိုက်ရနှစ်ပေါင်း2000တက်တန်းရှိတဲ့ဒီရှေးဟောင်းတရုတ်တောကလောက်ကြီးကခေတ်ဆက်ဆက်ကတခိုးတွေကိုအုံနောက်ချောင်းသွားစေခဲ့တဲ့လက်ရတစ်ခုပါဒီတော့ဘယ်လိုဖွင့်ရတယ်လဲဆိုတဲ့အစိမ့်ဝင်စားစရာအဆင့်ကိုကျွန်တော်ပြောပြပေးပါမယ်ဒီတောကလောက်ရဲ့ထူးခြားချက်ကတော့တော့အပေါက်တဲထဲလိုက်ုံနဲ့မပြီးသေးပါဘူးတော့ဖွင့်မဲ့လူကိုလမ်းမရောက်သွားလို့တမင်သက်လှဲကွက်တွေထဲသွင်းတီဆောက်ထားတာလည်းဖြစ်ပါတယ်ပထမဆုံးတော့ကိုအပေါက်ထဲကိုထည့်ညာဘက်ကိုဒုံပြီးတော့အပေါ်ကိုလှည့်လိုက်မယ်ဆိုရင်လမ်းပိတ်နေတယ်လို့ခံစားပါလိမ့်မယ်တခိုးတွေကိုဟိုက်မှားသွားပြီလမ်းပိတ်နေပြီလို့ထင်သွားအောင်လို့တမင်လှုပ်ထားတဲ့အထောင်ကြောက်ပါပဲတကယ်တမ်းကျတော့ဒီနေရာမှာတော့ကိုအပေါ်ထဲနဲ့ကိုမတင်ပြီးတော့တင်းဆောင်လိုက်မှသာအထက်ကလူကအပေါက်ကျင်းလေးတွေကိုဝင်သွားမှာဖြစ်ပါတယ်အထက်ရောက်သွားပြီဆိုတာနဲ့ပြီးပြီလို့မထင်ပါနဲ့တော့အနောက်ကိုနည်းနည်းလေးပြန်ဆွဲထုတ်ပြီးတော့နောက်ဆုံးတစ်ခါထက်လက်လိုက်မှသာတောချက်တွေနဲ့ကွက်တီကြပြီးတော့ဝင်သွားမှလည်းဖြစ်ပါတယ်ရှေးခေတ်ကတော့လုပ်ငန်းကျွမ်းကျင်သူတွေကတော့ဖွင့်မဲ့သူရဲ့စိတ်ပညာကိုပါတွက်ချက်ပြီးတော့ဒီလိုရှုပ်ထွေးတဲ့ရန်တရားကိုတီထွင်ခဲ့ကြတာကတကယ်ကိုအမခန်းစရာပါပဲနော်ဆုံးနေကြည့်ပြီးတဲ့ထွေးလောင်းလည်းကျေးဇူးတင်ပါတယ်ခုလိုစိတ်ဝင်စားကြဗီဒီယိုလေးနေ့စဉ်ကပုံမှန်ဆက်ပေးတာဖြစ်လို့ကျွန်တော် YouTube channel လေး subscribe လုပ်တယ် subscribe လုပ်တာပြီးကြပါတော့အားလုံးကျေးဇူးတင်ပါတယ်